အလားမဲ့တယောက်ရဲ့အရေးချင်းမရှိပဲ miss ဖြစ်လာလို့ဝေဖန်ခံနေရတဲ့ခင်ရတနာစိုးနဲ့ဇူလန်ဝင်းထိန်ပရိသတ်များလုံးမင်္ဂလာပါရှင်ဘာမစ် celebrity ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာ Miss Universe မြန်မာပြိုင်ပွဲကအားပေးမှုအများဆုံးပြိုင်ပွဲဖြစ်ပြီးတော့ဂုဏ်သိက္ခာကြီးမားတဲ့ပြိုင်ပွဲဖြစ်ယူဆထားကြပါတယ်ဒီနှစ်မှာတော့အဆိုတော်တွေဖြစ်တဲ့ခင်ရတနာစိုးနဲ့ဇူလန်ဝင်းထေတို့ကအလှမေလောကတွေကိုပါဝင်ရောက်လာခဲ့ကြပြီးတော့ရှင်ပြိုင်ကြတော့မှာပါခင်ရတနာစိုးက The Voice မြန်မာပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးတော့လက်ရှိမှာလည်းဆိုင်းဝိုင်းအဖွဲ့တစ်ခုကိုဦးဆောင်နေရသူပါဇူလန်ဝင်းထေကလည်းမြန်မာတန်စင်တချင်းတွေကိုတပုတ်ပြီးတပုတ်ထွက်နေတဲ့အဆိုတော်တယောက်ဖြစ်ပြီးတော့အသက်14နှစ်ကလေးကအဆိုတော်ဖြစ်လာခဲ့ပါတယ်ခင်ရတနာစိုးက Miss Universe ဘကိုအလှမယ်ဖြစ်လာခဲ့ပြီးတော့ဇူလန်ဝင်းထေကတော့ Miss Universe မိထီလာဖြစ်လာခဲ့တဲ့သူပါမကြခင်မှာကျင်းပတော့မဲ့ Miss Universe မြန်မာပြိုင်ပွဲကြီးမှာတော့သူတို့နှစ်ဦးကတွေ့ဆုံတော့မှာဖြစ်ပါတယ်ဒါပေမဲ့လည်းနှစ်ယောက်လုံးကိုတော့အလှမယ်တယောက်ရဲ့အရေးချင်းတွေမရှိဘူးလို့ဝေဖန်ခံနေရပါတယ်ခင်ရတနာစိုးကအလှမယ်အတွေ့အကြုံမရှိပဲပထမဆုံးဝင်ပြိုင်ခဲ့ရကြောင်းရလက်ကောင်းတာမကောင်းတာတဲ့အသက်ငယ်တုန်းမှာအိမ်မက်ကိုရအောင်အကောင့်ထဲပေါ်သွားဖို့တက်ဝင်ရောက်ရှင်ပြိုင်တယ်လို့ဆိုပါတယ်ဒီနေ့မှာဝင်ပြိုင်ဖို့စိတ်ကူးမရှိခဲ့ရကြောင်းလေ့ကျင့်မှုတွေကိုသေချာမလုပ်ရသေးပဲသူများကအပြောကောင်းတာကြောင့်ပြိုင်ဖြစ်သွားခဲ့တာဖြစ်ပါတယ်။သီလရှင်ဝတ်ထားပြီးတော့မကြခင်မှာပဲဝင်ပြိုင်တာကြောင့်သပင်းမရှိသေးပေမဲ့လည်းဝင်နာစုကိုတော့ရရှိသွားပါတယ်။ခင်ရတနာစိုးကဝင်နာစုရောက်သွားပေမဲ့လည်းခန္ဓာကိုယ်ကိုတော့အများကြီးပြုပြင်ဖို့အတွက်လိုပါသေးရဲ့ခတ်ရောအပြင်အလားမဲ့တယောက်ရဲ့အပြုတ်မှုအပြောဆိုအမှုရာတွေကစံပြဖြစ်နေဖို့လိုအပ်တယ်လို့အကြံပေးကြပါတယ်။ခင်ရတနာစိုးကခင်ဘုံတိုင်နဲ့ကြွားရှင်းထားတဲ့တခုလည်းဖြစ်ပေမဲ့လည်းတခုလည်းအမျိုးသမီးတွေလည်းအလားမဲ့ဖြစ်ခွင့်ရှိတဲ့အကြောင်းစံပြဖြစ်ချင်တာကြောင့်ပြိုင်ခဲ့တာလို့ဆိုပါတယ်။ဆိုင်မင်းသမီးတယောက်အဆိုတော်တယောက်အဖြစ်ရက်တရားကနေအလားမဲ့လောကတွေကိုဝင်ရောက်လာပြီးတော့မြမရိုးရာယဉ်ကျေးမှုတွေကိုချပြနိုင်ဖို့အတွက်ရည်ရွယ်ထားပါတယ်။ခင်ရတနာစိုးအပြင်အဆိုတော်ဇူလိုင်ဝင်းထေကလည်း Miss Universe မိထီလာကို City Director တယောက်ကဖိတ်ခေါ်အားကြောင့်ပြိုင်ပစ်သွားခဲ့ပါတယ်။ဇူလိုင်ဝင်းထေကအလှမဲ့ပြိုင်ဖို့အတွက်အတွေ့အကြုံလည်းမရှိသေးသလိုသူရဲ့ခန္ဓာကိုယ်အချိုးအစားကိုလည်းအားမရခဲ့ပါဘူး။ swimsuit ဝတ်ဆင်ထားတဲ့ဇူလန်ဝင်းထေကဝင်နာစုကိုရောက်သွားပေမဲ့လည်းခန္ဓာကိုယ်ကစားပြုပြင်ဖို့လိုအပ်နေပါသေးတယ်။ဇူလန်ဝင်းထေကိုကြည့်ပြီးတော့ဒီလိုခန္ဓာကိုယ်နဲ့လည်းပြိုင်လို့ရလားဆိုပြီးတော့မေးလာကြပါတယ်။ဇူလန်ဝင်းထေကအသက်18နှစ်အရွယ်သားရှိသေးပေမဲ့အလှမယ်ပြိုင်ပွဲဘက်မှာလည်းနာမည်ကြီးကျင်တဲ့သူတစ်ယောက်ပါ။ဒါကြောင့်အသက်ငယ်တဲ့အချိန်မှာဝင်ပြိုင်လိုက်ပါတယ်။သူတို့နှစ်ယောက်လုံးကပရိသတ်အင်အားအခိုင်အမာရရှိပြီးသားဖြစ်လို့ဝင်ရောက်ရှင်ပြိုင်ကြပေမဲ့လည်းအခုမှအလှမယ်ပြိုင်ပွဲကိုစတင်ရှင်ပြိုင်တဲ့အလှမယ်အသစ်တွေကပို့ပြီးတော့အားသာနေပါတယ်။အလှမယ်ပြိုင်ပွဲမှာလှနေုံတခုတည်းနဲ့မပြီးပဲဘာသာစကားညံညံသွေးထက်မြက်မှုနဲ့စိတ်နေစိတ်ထားတွေကလည်းလိုအပ်ပါသေးတယ်။မြန်မာနိုင်ငံမှာတော့သဲစုငိန်တယောက်အလှမယ်လောကထဲမှာနာမည်ကြီးပြီးကလေးကအလှမယ်ပြိုင်ပွဲကိုဝင်ကျင်တဲ့သူတွေကများလာခဲ့ပါတယ်။ပရိသတ်ကြီးတို့ရော Miss Universe မြန်မာပြိုင်ပွဲမှာဘယ်အလှမယ်ကိုအားရကျေနပ်မှုအရှိဆုံးလဲဆိုတော့ကွန်မန့်မှာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။